International School ပဲတောက်လျှောက်တက်လာတယ် IGCSE ဖြေထားတယ်ဒါကြောင့် GED မလုပ်ချင်ဘူးဒါမဲ့ငွေကြေးအခက်အခဲလည်းရှိရပေါ့လေဆက်ပြီးတော့ A level လုပ်ဖို့ပဲဖြစ်ဖြစ်တခြားလမ်းကြောင်းရွေးဖို့ပဲဖြစ်ဖြစ်ငွေကြေးအခက်အခဲရောအချိန်အခက်အခဲရောရှိရဲဆိုပြီးတော့ဘာလို့ရမလဲဆိုပြီးတော့တိုင်မင်နဲ့မေကွန်မေးထားတာလေးကိုတွေးလိုက်ရပါတယ်ခုလိုမျိုးဖြစ်နေတဲ့အချိန်တွေခံစားချက်တွေကိုနားလည်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးမြင်လာတဲ့အမြင်တွေကကြတော့များသောအားဖြင့်ပတ်ဝန်းကျင်မှာတော်တော်များများပြောတဲ့စကားတွေအကြောင်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သူများပြောတဲ့စကားတွေထက်ဆိုင်ရင်အချက်အလက်ကြကြတေချာလေးစဉ်းစားနိုင်အောင်လို့ဒီဗီဒီယိုထဲမှာပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့ IGCSE ပြီးထားတယ်ဆိုရင်တော့သူနဲ့တစ်ဆက်တည်းဖြစ်တဲ့ပညာရေးစနစ်လဲတူတဲ့ A level ကိုသွားရင်တော့အကောင်းဆုံး option တစ်ခုဖြစ်ပါလိမ့်မယ် A level ပြီးသွားရင်တော့ဆက်ပြီးတော့တက်လို့ရတဲ့ major တွေနိုင်ငံတွေရှောက်လို့ရတဲ့ scholarship တွေအများကြီးပဲခွင့်ရေးတွေရလာမှာဖြစ်ပါတယ် IGCSE တခုတည်းနဲ့တော့တက်လို့ရတဲ့တက္ကသိုလ်က private university ရလွှဲရင်မရှိတော့ပါပဲပြီးတော့နောက်ထပ်ရှင်းပြပေးချင်တာက IGCSE နဲ့ GED ကမတူတဲ့ပညာရေးစနစ်နှစ်ခုကနေပေါက်ဖွာလာတဲ့စာမေးပွဲတွေဖြစ်ပါတယ် IGCSE ကလည်း A level ပြီးသွားရင်သူဟာနဲ့သူရမယ့်အခွင့်အရေးတွေအခွင့်အလမ်းတွေအများကြီးရှိသလို GED ကလည်းပြီးသွားပြီဆိုရင်လိုအပ်တဲ့အမှတ်တွေဥပမာ SAT ACT AP လိုမျိုးတွေအမှတ်တွေထပ်မံဖြည့်စွက်ပြီးသွားလို့ရတဲ့လမ်းကြောင်းတွေခွင့်ရေးတွေအများကြီးပဲရှိပါတယ်ဒါကြောင့်မလို့ခုနလိုမျိုး IGCSE ပြီးရင် A level ဆက်သွားမှာတမယိုးကြအားဖြစ်ဆိုမှန်နေဆိုပေမဲ့အချိန်အခက်ခဲငွေကြေးအခက်ခဲစတဲ့အခက်ခဲတွေကြောင့် GED ကိုစဉ်းစားလာကြတဲ့သူတွေရွေးချယ်ပြီးတော့ဆက်လက်လျှောက်လန်းပြီးတော့တက္ကသိုလ်ကောင်းကောင်းကိုတက်ရောက်သွားနိုင်ကြတဲ့ကျောင်းသူကျောင်းသားတွေအများအပြားပဲရှိလာပါပြီလက်တွေ့အချိန်တွေမှာဆိုလို့ရှိရင်စာလုပ်နိုင်တဲ့ကျောင်းသူကျောင်းသားတွေကအစား GED ကိုကိုယ်တိုင်တေချာလေးလေ့လာပြီးတော့ရွေးချယ်ရှောက်လန်းလာကြတာတွေအများကြီးဖြစ်လာပါတယ်ပြီးတော့တက္ကသိုလ်တွေကကျောင်းသူကျောင်းသားတွေကိုကျောင်းဝင်ခွင့်အတွက်ရွေးချယ်တဲ့အခါမှာသူတို့ကသတ်မှတ်ထားတဲ့သူတို့ကလက်ခံထားတဲ့ admission requirements လို့ခေါ်တဲ့အချက်အလက်တွေကိုပြည့်မီရင်အားလုံးကိုတန်းတူစဉ်းစားပြီးမှာပဲဖြစ်ပါတယ် admission requirements ဆိုတဲ့အချိန်မှာခုနကပြောတဲ့ IGCSE A level GED တခုတည်းမဟုတ်ဘဲနဲ့အဲ့ဒါတွေရတဲ့ရမှတ်တွေ grade တွေပြီးတော့သူတို့ထပ်တောင်းတဲ့ scores တွေပြီးတော့သူတို့ထပ်တောင်းတဲ့ motivation letter လိုမျိုး personal statement လိုမျိုးအဲ့ဒါပြီးတော့ recommendation letter တွေ interview တွေဒီလိုအချက်တွေအများကြီးကိုထည့်သွင်းစဉ်းစားမှာပါ GED ကဖြတ်လန်းဆိုပြီးတော့အားလုံးသိမ်းကျုံပြီးတော့ပြောမယ့်အစားဘယ်ပညာရေးလမ်းကြောင်းပဲဖြစ်ဖြစ်မိဘရဲ့ထောက်ပံ့မှုဆရာဆရာမရဲ့ထောက်ပံ့မှုကျောင်းသူကျောင်းသားရဲ့ကိုယ်တိုင်စူးစမ်းမှုသုံးခုပေါ်မှာမူတည်ပြီးတော့ရလာမယ့်အခွင့်အလမ်းတွေရှောက်လန်းလို့ရမယ့်ပညာရေးလမ်းကြောင်းတွေအလုပ်ကိုင်တွေကအများကြီးပဲကွာသွားမှာပဲဖြစ်ပါတယ်အခုလိုမျိုး digital ခေတ်ကြီး AI ခေတ်ကြီးမှာဘယ်အသက်ပညာဘယ်အသိပညာမဆိုကျောင်းဖတ်စာအုပ်ထဲကနေသင်ပေးတာမျိုးမဟုတ်ဘဲနဲ့တွေးခေါ်စဉ်းစားတဲ့ဉာဏ် critical thinking skill analytical thinking skill တွေရှိပြီဆိုရင်ဘယ်နေရာနေမဆိုသင်ယူလို့ရနေပါပြီဖတ်စာအုပ်ထဲမှာအပြည့်အဝထည့်ပြီးတော့သင်ပေးတဲ့ IGCSE A level လိုမျိုးလမ်းကြောင်းအနေနဲ့လာခဲ့တာမျိုးမဟုတ်လို့ဒီလို knowledge မျိုးတွေမရဘူးဆိုတာကမမှန်ကန်ပါဘူးခုနလိုမျိုးကိုယ်တိုင်သင်ယူခြင်းတဲ့စိတ်ကျောင်းသူကျောင်းသားတွေကိုယ်တိုင်စူးစမ်းတဲ့စိတ်ပြီးတော့ critical thinking analytical skill စတဲ့စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းစတာတွေရှိရဆိုရင်ဘယ်နေရာနေပဲသင်ယူအမြဲတမ်းအဆင်ပြေနေမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျမအနေနဲ့အကြံပေးလိုတာကပညာရေးလမ်းကြောင်းအမျိုးမျိုးရှိပါတယ်ပညာရေးလမ်းကြောင်းတွေကိုရွေးချယ်တဲ့အခါမှာကိုယ့်ရဲ့ရေရှည်ရည်မှန်းချက်ကုန်ကျစရိတ်တက်နိုင်မှုအချိန်ရမှုတက်ချင်တဲ့တက္ကသိုလ်တက်ချင်တဲ့ major စတာတွေပေါ်မှာမူတည်ပြီးတော့စနစ်တကျကိုယ်တိုင်လေ့လာမှုတွေပြုလုပ်ပါအဲ့ဒီလေ့လာမှုရလာတဲ့အချက်အလက်ပေါ်မှာပဲမူတည်ပြီးတော့ပညာရေးလမ်းကြောင်းရွေးချယ်မှုကိုပြုလုပ်ပါစိတ်ခံစားချက်တွေသူများပြောတာတွေကိုနားယောင်ပြီးတော့ပညာရေးလမ်းကြောင်းရွေးချယ်မှုပြုလုပ်တာမျိုးတော့မပြုလုပ်စေချင်ပါဘူးလို့ကျွန်မအနေနဲ့အကြံပြုလိုက်ရပါတယ်ရှင်